Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ SM Entertainment ရဲ့ New Gay Group လေးဖြစ်တဲ့ Head to Head ရဲ့ပွဲဥထွက် debut album ဖြစ်တဲ့ The Chase ကို unbox လုပ်ပြရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ bias photo ကလေးရဖို့စူတောင်းပေးကြပါအောင်ဗျကဲဒါဆိုစလိုက်ရအောင်Evan လေးကိုတခြားထုတ်ပိုးပြီးတော့ဒါလေးအပ်ပေးလိုက်တဲ့ Just Species page လေးကိုလည်းရန်ကျေးဇူးတင်ပါတယ်ကျွန်တော် K-pop နဲ့ပတ်သက်ရင်ဒီ page လေးရပဲမှားနေကြပါတော့ sponsor post မဟုတ်ပါဘူးတကယ်အဆင်ပြေလို့ recommend ပေးခြင်းဖြစ်ပါတယ်ကဲဒါဆိုဖောက်လိုက်ပါအောင်မယ်Evan ပတ်ထားတဲ့ pepper flat လေးကိုဖောက်လိုက်ပါအောင်မယ်ခင်ဗျာA few moments later ဖောက်ရင်းနဲ့အရှိန်လွန်ပြီးတော့ Evan unbox လုပ်ဖို့မေ့သွားတယ်ဗျာအဲ့တော့ပြန်သွားပါမယ်ကျွန်တော်ရဲ့ bias ကတော့ music ကိုမှ MC လုပ်နေတဲ့အိနာလေးဖြစ်ပါတယ်ဒီစစာ queue စိုက်ပြီးဖောက်နေပါတယ်ဗျာEvan မှာပါတဲ့ inclusion တွေတော့ကျွန်တော်ခဏဖယ်ထားလိုက်ပါအောင်မယ်အရင်ဆုံး photo book လေးပြပါမယ်မြင်တဲ့အတိုင်းပဲလွဲလိုက်ရမှနေတာဟင်တာရှိတဲ့ကျွန်တော်ပါခင်ဗျာစာအုပ်ပြေတော့လို့တော်သေးရဲ့ SM Evan တွေဝယ်နေကြလို့ဆိုသိပါမယ် SM ရဲ့ photo book တွေရပါတော့စာမျက်နှာများပြီးတော့memory ရဲ့ visual တဲ့တဝါကြီးကြည့်လို့ရတာပေါ့ဗျာအရန်လှကြပါတယ်ကောင်မလေးတွေကဒါတော့ကျွန်တော် bias အိနာလေးပါ photo book ပြီးတော့ folder poster လေးကိုကြည့်ပါမယ် group ပုံလေးပါနောက်မှာကန့်ရင်ကောင်းမလားမသိဒီအနောက်မှာတော့ဒီ Evan မှာပါတဲ့တခြင်းနှစ်ပုတ်ရဲ့ line list ကိုတွေ့ရမှာပါဒါကတော့ CD ချက်လေးပါအဖွဲ့ logo လေးနဲ့အရန်လှပါတယ်ကြည့်လို့ဒါကတော့ postcard လေးထင်တယ် unit postcard လေးပါမမကြည်ဘူးရဲ့အိနာရဲ့ June ရပါတယ် unit postcard လေးပါဒါကတော့သူ enemy character sticker လေးပေါ့နော်ဒါလေးကတော့ unit photo card လေးဖြစ်မယ်ထင်ပါတယ်ကျွန်တော်အရန်ပျော်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ bias အိနာနဲ့ second bias ဖြစ်တဲ့ Yuha ရဲ့ unit photo card ဖြစ်နေလို့ပါကျွန်တော်အကြိုက်ဆုံး2ယောက်ပေါ့နော်ဒီ2ယောက်ရဲ့ unit card ဖြစ်လို့ကျွန်တော်အရန်ပျော်ပါတယ်ကဲအခုတော့ Mama Random photo card ပေါ့ဘယ်လိုဖြစ်မလဲ Head to Head ရဲ့ magnet လေးဖြစ်တဲ့ရဲ့ own photo card လေးရပါတယ်ကျွန်တော်က Mama ရှိအောင်လုံးကြိုက်တဲ့လူဖြစ်တဲ့အတွက်ဘယ်သူရအောင်ပျော်နေရပဲဒါတော့ photo card လေးပါကဲ Evan unbox လည်းပြီးပြီဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်ခွင့်ပြုပါခင်ဗျကျွန်တော်ရဲ့ TikTok နဲ့ YouTube account လေးကိုလည်း like and follow လေးလုပ်ပေးကြပါအောင်နောက်ထပ်မတူညီတဲ့ဒီ K-pop နဲ့ပတ်သက်တဲ့ vlog တွေအခြား lifestyle vlog တွေအများကြီးလုပ်သွားဖို့ရှိပါတယ်ခင်ဗျကျွန်တော်အားပေးကြပါအောင်ခင်ဗျIan ရဲ့ iconic ပတ်လေးကို try ကြည့်ပါတယ်ဒါပေမဲ့ယွန်းစရာလေးဖြစ်သွားပါတယ်ခင်ဗျ sorry ပါ